ဒီညနေရတကယ်တော့ဒီနောက်ခလိုက်ရေကူရွာဘတ်ချမ်းကို explore လုပ်လို့ပေါ့အရင်လာတဲ့နေရာတွေကိုဟိုတနေ့ကသွားတော့တွေ့ထားတော့7နဲ့တပတ်ပတ်ကြည့်မယ်ပေါ့ဒါပေမဲ့ညနေပိုင်းမိုးရွာစူးစမ်းပြီးတော့ရိုက်ကြည့်မယ်လေရိုက်ခဲ့ပါဦးမိုးရွာရဲတော့ဘာချမ်းတော့ချမ်းပြည့်လည်းပြည့်ညောင်းလည်းညောင်းတယ်တောင်းဝိုင်းလည်းတက်ထားတယ်ဇွဲကဖန်လည်းတက်ထားတယ်ခူတွေလည်းသွားထားတယ်ဟိုတနေ့က7လည်း route တစ်ခုစီးထားတယ်ဆိုတော့အခုညနေပိုင်းကတော့ဖြောင်းတော့လှုပ်လိုက်မယ်ဘာမှမလုပ်တာတဲ့ဆိုင်ရင်တော့နည်းနည်းလေးလှုပ်လိုက်တာပေါ့နော်ဆိုတော့လိုက်ခဲ့ပါဦးဟိုတယ်တောင်ကြားလမ်းကနေပြီးတော့ထွက်လာပြီးတော့ဇွဲကဖန်မြေရဲ့အလှဆုံးဖြစ်တဲ့မီးပွိုင်ကိုဂီတို့ဖြတ်လာပြီးညာကွေးလိုက်တယ်ဂီဓာတ်ပုံရိုက်ခဲ့ဖို့တော့မေ့ခဲ့ပါတယ်အခုဆိုရင်ဂေးတို့7စီထွက်လာတာမှန်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိုးမရွာတော့ပါဘူး။မိုးမရွာတော့ဘူးဆိုပေမဲ့မိုးရွာထားပြီးခါစားဖြစ်တဲ့အတွက်ကြောင့်မလို့စီးရတာအေးလေးနဲ့7စီးလို့အရင်ကောင်းပါတယ်ရှင်။အခုလက်ရှိစီးနေရဆိုလို့ရှိရင်ညာဘက်အချမ်းမှာမြက်ခင်းရဲ့အနောက်မှာဇွဲကပင်တောင်ကြီးရမမမတ်ကြီးနဲ့ရက်နေရပြောလို့ရှိရင်တော့7စီးထဲမှာတဘာဝနဲ့အနီးကပ်ဆုံးနီးဆက်တွေ့ရရဲဆိုတာတကယ်မှန်တယ်။အခုကေစီးနေတဲ့လမ်းကကေတို့ကဘယ်ကိုသွားနေရလဲဆိုတော့ဖအံမြို့တွေကိုသွားတဲ့လမ်းမှာအဲ့ဒီလမ်းကမြို့ရှောင်းလမ်းလို့ပြောလို့ရတယ်ပေါ့နော်တောင်နှလုံးကြားတွေကိုဖြတ်ပေါက်ထားတယ်လေတောင်နှလုံးကြားတွေကိုဖြတ်ပေါက်ထားတဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်မို့ elevation ကတော်တော်လေးမှတ်တယ်ဒါပေမဲ့ကေတက်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတောင်ပေါ်ကနေပြီးတော့ကြည့်ရတဲ့ view ကအရန်လှတယ်တော်တော်လေးသဘောကျတယ်အဲ့ဒီဟာကိုကေ sharing ပြန်လုပ်ချင်တယ်အဲ့အတွက်ကြောင့်မလို့ကေနဲ့27 CP တောင်ပေါ်အခဲ့ပြီးပါဦးကားအတွက်ဆိုလို့ရှိရင်ဂီယာကြီးနဲ့တက်ပါဆိုပြီးတော့ပြောထားတယ် K7 ကတော့တောင်ကြီးမှာနေဂီယာအကုန်ကုန်သွားပါပြီတက်လာတဲ့ဒီခုံးတက်ကြီးကတော်တော်လေးလက်မှတ်တယ်ရှည်လဲရှည်တော့ကေကအဲ့တော့အရန်မောနေရအခုမှကြည့်နေရကြည့်ပါဦး background ကအရန်လှတာပဲပကြီးကားကြီးလိုပဲတောင်တန်းနေရတိမ်နေရနေရလဲဝင်ကားစားပုံစံနဲ့မိုးရထားပြီးကားစားနဲ့ဆိုတော်တော်လေးကိုလှတဲ့ view ပဲเนาะK7 တက်တာလေးနောက်ကျနေတဲ့နှင်းနေတာလေးကိုတော့သိခံပြီးတော့ကြည့်ပေးပါဦးဒါကတော့ထုံးစံအတိုင်းကေတောင်တက်နိုင်ကေလို့ happy jam လေးပါတက်လိုက်တာနော်ရေဒါမျိုးရှောင်းလမ်းပေါ့နော်ဖာမျိုးရှောင်းလမ်းတောင်နှလုံးချားတဲ့ကိုလမ်းဖောက်ထားတဲ့နေရာပေါ့အရန်လှလုံးဆိုဒီအမတ်ကြီးကိုကေစူးစမ်းပန်းစားတက်ပြီးတော့ကေကြကျင်လုံးဆိုရိုက်လာတာโอเคဒီနေရာပြီးကေတို့ဒီတောင်လျှောက်ခုံးဆင်းမယ်ပြီးရင်နောက်ခလိုက်ရေကူရွာရဲပေါ့နော်ရွာတော့ကေ explore လုပ်မှာအဲ့မှာမြက်ခင်းနေရှိရဲကသင်းနေရှိရဲအရန်လှရဲလိုက်ခဲ့ဦးအခုကေရိုကခုနကမျိုးရှောင်းလန်းကနေဆင်းလာပြီးတော့ဖန်မျိုးရဲ့အလှဆုံးဒီပွိုင်းကိုဖတ်ပြီးတော့ဒီကနောက်ဆက်ရေးဘူးမျိုးနောက်ပြခါကျတော့ဒီအဝိုင်းပတ်လေးဖန်မျိုးအဝိုင်းပတ်အဲ့ဘက်ကိုကေရိုတော့မှဖြစ်ပါတယ်အဲ့တော့ညီရမယ့်ရှူကင်းတွေကတော့အရင်လှတယ်ဘက်တီစီလေခွင်းတွေစပားဆိုင်ခွင်းတွေနောက်ရှိအပြည့်ရှိနေရတယ်ပြီးတော့တောင်တွေအစုလေးတွေကိုမှိုင်းပြတွေရောအနီးကပ်တွေရောမြင်ရမှာဖြစ်ပါတယ်လိုက်ခဲ့ပါဦးအခုဒီလမ်းကနေပြီးတော့တဲဆက်သွားမယ်ဆိုလို့ရှိရင်မြို့အဝင်အဝိုင်းရောက်မယ်ပေါ့နော်ဒါပေမဲ့အခုလောလောဆယ်မသွားသေးဘူးဘယ်ဘက်ကို꿰မယ်꿰ပြီးတော့နောက်ခါရေကူဘက်အချမ်းကရွာတွေဘက်ချမ်းကိုသွားပြီးတော့ explore သွားလုပ်မှာဖြစ်ပါတယ်
ဒီလမ်းကိုစီးရတကယ်ကိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကြည့်လိုက်လေညာဘက်အချမ်းမှာဆိုရင်လေကွင်းနဲ့နှစ်ဖူးတွေဒူးတွေပဲပြီးတော့ရှစ်တက်တက်မှာဆိုလဲဇွဲကပင်တောင်ကြီးရမမမတ်ကြီးအရန်ကိုစီးလို့ကောင်းတယ် view ကလည်းအရန်ကိုမိုက်တယ်ဒီလမ်းရေးတောက်လျှောက်ကိုတူတူလိုက်ခဲ့ပေးပါအောင်နော်။အိုးပြောရရင်အရှိမအရန်မိုက်တဲ့အရန်လှတဲ့နေရာတစ်ခုရှိရယ်။အဲ့ရောက်တော့မှပဲဘယ်လောက်ထိလှလဲဆိုတာအကွာကိုပဲကြည့်လိုက်တော့နော်။အခုကြားနေရတဲ့တချင်းတန်ကစတူးတီစာကျွေးတဲ့မန်တက်ကဖွင့်ထားတဲ့တချင်းတန်ဖြစ်ပါတယ်။ဖြတ်သွားတော့မှကေကိုလှမ်းခေါ်သေးရဲ့ထမင်းဝင်စားစတူးတီတန်ဝင်စားလေးဆိုပြီးတော့အရန်ကိုချစ်ဖို့ကောင်းတဲ့အညာတလေးဖြစ်ပါတယ်။အခုကေစီးနေတဲ့လမ်းချောင်းဆိုလို့ရှိရင်ဒါနောက်ခရရေကူကိုသွားတဲ့လမ်းကြောပဲဖြစ်ပါတယ်ရှစ်တက်ဆက်သွားပြီးတော့ဘယ်ကွေးလိုက်လို့ရှိရင်ရွာထဲရောက်မယ်ပေါ့နော်ကေကတော့အခုလောလောဆယ်ရေကူဘက်ကိုမသွားဘဲနဲ့တခြားအရင်လိုက်တဲ့နေရာတစ်ခုခေါ်သွားမှဖြစ်လို့လိုက်ခဲ့ပါဦးနော်ကဲရောက်ပါပြီကြည့်ပါအောင်ဒီ view ကိုမသိလို့ရှိရင်လေဟိုပကြီးကားတဲ့ကိုဝင်ပြီးတော့7ဘိန်းစီးနေရတယ်လို့အခုကိခံစားနေရတယ်အခုစီးနေတဲ့လက်ကသေးရိုးဆိုရင်ကားပါဖြတ်မောင်းလို့ရပါတယ်ပြီးတော့မျက်စိတစုံလန်ရှိပါရဲ့ရှင်ဘယ်ရောညာကွာလေလဲကွင်းနေရရေလောလောဆယ်လွှမ်းနေရပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ရေကန်အလဲမှာဖြတ်ပြီးတော့လေစီးနေရဆိုတဲ့ feeling မျိုးရစက်ကအရင်သဘောကျပါတယ်ဘေးပတ်လည်မှာတောင်နေရလေအဆူးဆူလေးတွေပေါ်နေတော့ဟိုတမျိုးဆန်းနဲ့မြင်ကွင်းကိုရပါတယ်ကဲတော့ကတော့ဒီမြေလမ်းပေါ်မှာနေရတဲ့ gravel tank တွေက attraction တစ်ခုကိုရစီပါတယ်အခုရှုခင်းလေးကိုလိုက်ခန်းစားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် See you in next video ပါတတာ